လိုင်းပေါ်မှာရှိတဲ့တကယ်ချင်းအားလုံးမင်္ဂလာပါဗျ2026ရက်ကျွန်တော်တို့နှစ်ကြိမ်ပေါ့နော်ဒီအနီးကပ်လိုင်းလေးပါကျွန်တော်မြင်လာတွေ့တာလေးကိုကျွန်တော်ပြပေးရတာပါနော်ထွက်တာမထွက်တာတော့ကျွန်တော်လည်းမသိပါဘူးနော်ဒါလေးကပေးရင်တော့ကျွန်တော်တို့ပေါက်မှာပေါ့ဒါလေးကတော့အနီးကပ်လိုင်းလေးပါနော်သူတပင်းကျော်စနစ်လေးပါနော်တပင်းကျော်စနစ်ပါနော်တပင်းကျော်စနစ်ကိုမှကျွန်တော် break ကိုပိုရင်ပြပေးပါမယ်နော် break ပြီးမှကျွန်တော်အလုံးမိုင်းလေးတွေနဲ့ပြပေးပါမယ်နော်ဒီမှာကျွန်တော်တို့ကသူ့ရဲ့ဇောင်းက8ထိပ်နဲ့ sorry သူ့ရဲ့ဇောင်းက8နောက်ပိတ်ရယ်9နောက်ပိတ်ရယ်8ရယ်9ရယ်ခွန်ရယ်ကျွန်တော်တို့ break 3ညရယ်ပေါင်းရင်ခွန်လို့ဖြစ်ပါတယ်ဗျခွန်လို့ဖြစ်ပါတယ်သူ့ဇောင်းတပင်ကျော်လိုက်တော့ကျွန်တော်တို့ဒီမှာသူ့ဇောင်းတပင်ကျော်လိုက်တော့ဒီပင်ကိုကျွန်တော်ရရမှာနော်ဒီမှာ2နောက်ပိတ်ရယ်3နောက်ပိတ်2ရယ်3ရယ်5ရယ်ကျွန်တော်တို့ပရိတ်3နဲ့ပေါင်းရင်8လို့ဖြစ်သွားတာဗျခွန်ပြီးတော့8လို့ဖြစ်သွားအဲ့ကလေးတပင်ကျော်လိုက်တော့ဒီမှာဒီနောက်ပိတ်က3ရယ်ဒီနောက်ပိတ်က5ရယ်3ရယ်5ရယ်3ရယ်5ရယ်8ရယ်ကျွန်တော်တို့ဒီ1 break 8ရယ်ဒီက break နဲ့ပေါင်းလိုက်ရင်ကျွန်တော်တို့6လို့ရစီနံတက်လာတော့နော်ခွန်8 6လို့ကျွန်တော်တို့ဒီအလက်မှာကျွန်တော်3ညလို့ဖြစ်ဖို့ကျွန်တော်တို့ကဒီမှာကျွန်တော်2 3ည6လို့ထွက်ထားတော့6နောက်ပိတ်ဒီ6နောက်ပိတ်ရဲ့ဒီ6နောက်ပိတ်ရဲ့8ရဲ့ break ဒါ break မူရကကျွန်တော်တို့က2 break ပါနော် break မူရ2 break ပါဒါ3ည3သွားဒါတကွာကောင်း site ကိုပြတာပါနော် break 2လို့ဝင်ရအဲ့ဒီ break 2ကိုကျွန်တော်တို့ဒီထိပ်စီး6တဲ့ရှေ့ပေါင်း1နဲ့9ရဲ့1ရဲ့3ညလို့ဖြစ်ပေးတာပါနော်9ရဲ့1ရဲ့3ညလို့ဖြစ်ပေးတာဒီ8ရဲ့ရှေ့ပေါင်း2နဲ့8နဲ့ရှေ့ပေါင်း2နဲ့လည်း3ညလို့ဖြစ်ပေးတာပါနော်ဒီမှာ3ဒီ3ထိပ်နဲ့ရှေ့ပေါင်း9နဲ့3ညလို့ပဲဖြစ်ပေးတာပါဒီမှာကျွန်တော်တို့ကခွန်ထိပ်ရဲ့ရှေ့ပေါင်း3နဲ့မှ3ညမှာရှေ့ပေါင်း3နဲ့ကျွန်တော်တို့ဒါ break 2အဲ့ဒါကိုတော့ကျွန်တော်ကဒီကဏ္ဍတစ်ခွက်ထုတ်ထားပါတယ်နော်339ဆိုတဲ့ကဏ္ဍတစ်ခွက်ထုတ်ထားပါတယ်949ဆိုတဲ့ကဏ္ဍတစ်ခွက်ထုတ်ထားပါတယ်ဒီ333ကဘာဖြစ်လို့ရတာလဲဆိုတော့ကျွန်တော်ပြပေးပါမယ်နော်ဒီမှာကျွန်တော်တို့ပြန်ပြပေးပါမယ်နော်8နောက်ပိတ်ရယ်9နောက်ပိတ်ရယ်ခွန်ရယ်ပရိတ်3ညရယ်ခွန်တယ်2နောက်ပိတ်ရယ်3နောက်ပိတ်ရယ်5ရယ်ပရိတ်3ရယ်8တယ်ခွန်8 3နောက်ပိတ်ရယ်5နောက်ပိတ်ရယ်8ရယ်ဒီပရိတ်1နဲ့ပေါင်းရင်9ခွန်8 9နောက်ပိတ်ရယ်9နောက်ပိတ်ရယ်8ရယ်ပရိတ်2နဲ့ပေါင်းမှ3ညမှာပရိတ်2ဒီထိပ်စီး9နဲ့ရှေ့ပေါင်း1နဲ့3ညထိပ်စီး8နဲ့ရှေ့ပေါင်း2နဲ့3ညထိပ်စီး3နဲ့ရှေ့ပေါင်း9နဲ့3ညဒီမှာကျွန်တော်တို့ထိပ်စီး9နဲ့ရှေ့ပေါင်း3နဲ့မှ3ညရှေ့ပေါင်း3ညနဲ့ break 2အဲ့ဒါကိုမှကျွန်တော်တကွက်ကောင်းပြန်ရှာကြည့်လိုက်တော့သူ့ဒီအောက်ပင်ရတယ်သူ့ရတဲ့ရီလိုက်မယ်တစ်ကြိမ်နှစ်ကြိမ်ခွန်ခါအဲ့ဒီခွန်ခါနဲ့6နောက်ပိတ်နဲ့ခွန်နဲ့6နဲ့က6တယ်သူ့ဒီတပင်ကျော်က
တစ်ခါနဲ့၄ဘိတ်နဲ့sorry ၄ခါနဲ့တစ်ဘိတ်က9တဲ့၄ခါပါနော်၄ခါပါ6 4 2ဆိုတဲ့ကဏ္ဍပါနော်6 4 2ပါ၄ခါနဲ့တစ်ဘိတ်နဲ့9တဲ့6ပြီးတော့9တဲ့သူ့အောက်တပင်ကျော်ကဒီတစ်ခါ3ညာခါနဲ့အယောင်အဝါအယောင်ဆိုတော့လိမ္မော်ရောင်ဆိုတော့ဒီဝါနော်ဒီ3ညာခါနဲ့ဒီက4နောက်ပိတ်နဲ့4တဲ့6 5 4ခွန်ခါနဲ့9ပိတ်က6တဲ့4ခါနဲ့1ပိတ်က9တဲ့6 5 3ညာခါနဲ့4ပိတ်က4တဲ့6 5 4တဲ့ကျွန်တော်တို့လည်းမှာ3လို့ဖြစ်ရ3လို့ဖြစ်ဖို့ရသူ့တပင်ကျော်တော့ဒီမှာ3ညာခါနဲ့3နောက်ပိတ်မှာ3မှာနော်3ညာခါနဲ့ဒီ3နောက်ပိတ်နဲ့မှာ3မှာဆိုတော့3နောက်ပိတ်ဆိုတော့ရှေ့ပေါင်း3နဲ့3နောက်ပိတ်ဆိုတော့ကျွန်တော်တို့ဘရိတ်က6ဖြစ်သွားနော်ရှေ့ပေါင်း3ဆိုတော့6ခွန်3လို့လည်းရနော်ဘရိတ်6အဲ့တော့ကျွန်တော်အကြိုက်ဆုံးက3ညာ33ဆိုတဲ့ကဏ္ဍတစ်ခွက်ကြိုက်ဆုံးပါနော်နှစ်ကြိမ်မှာအားလုံးကံကောင်းကြပါစေဗျလိုင်းပေါ်မှာရှိတဲ့ကျွန်တော်တငယ်ချင်းတွေမှန်သမျှအားလုံးကံကောင်းကြပါစေနော်ကျွန်တော်ကြိုးစားပြီးရှာဖွေပေးပါမယ်ကျွန်တော်ဒီရက်ကတိတ်လည်းမအားလို့ကလနာလည်းအဟောင်းတွေပဲရှိတော့မဝယ်ပြသေးတာပါနော်နောက်အတင်လေးနဲ့မှကျွန်တော် site တွေပြပေးပါမယ်ဒါလေးနဲ့အနီးကတင်ပြပေးလိုက်ပါပြီဗျအားလုံးကံကောင်းကြပါစေနှစ်ကြိမ်မှာ